ပြောင်းကွာဆိုင်ဝဲတော့ပြန်လာပါတော့ မင်းကြောက်မလို့နဲ့မင်းတောင်းဝင်ယူရမယ်နော်မင်းပြန်ယူရမယ်နော်အဲ့ဒါငါခိုးလာတာ တော်တော်ကြာနေကွာ မင်းငါစိတ်ပူအောင်မလုပ်နဲ့နော် ငါကိုယ်တည်းမတော်တာဘာမဟုတ်အဲ့ဒီကောင်ငါကျွေးပေးရမယ်အဲ့ဒါကြောင့်သူ့လွတ်လိုက်တာငါတချမ်းပေးမယ်ဆိုလို့လွတ်လိုက်တာ အကျွေးပြမ်းမအိမ်ကိုမင်းပတ်လိုက်လေ ပါမရောက်အဲ့ဒီကောင်စမရောင်းတာအဲ့ဒီကောင်စမငါကျွေးပေးရမှာငါကထုံပေးမယ်ဆိုပြီးတော့အဲ့တော့ဟိုကောင်တော့ယူခိုင်းတာတချမ်းပေးမယ်ဆိုပြီးတော့ယူခိုင်းတာပြောင်းသွားပြီ3နိုင်လောက်ရှိနေပြီငါတရားဆုံးပဲအဲ့ဒါ ငါစိတ်ပူအောင်မင်းမလုပ်နဲ့ စစ်ပေါ်စောက် ငါစောက်လည်းမကြာလာနေမင်းငါ့ဝယ်ခိုင်းလိုက်မလားငါမင်းသွားမယ်ဆိုတော့ငါပေးလိုက်တာအဲ့ဒါငါအဲ့နောက်ဆုံးခိုးလို့ရนะဟာ မင်းစောက်ကျွေးငါထဲတော့များသေးတယ်ဟုတ်မှာငါဟိုကောင်ပြောတယ်ဟိုကောင်လက်ဆခိုင်းအောင်နဲ့ငါမင်းကြီးတော့ဘယ်လောက်လဲငါထဲတော့များတယ်တမကျွေးဖြားလိုက်လို့မမြူရမှာတရားမှာ တဒန်းစာဘူးပဲရှိတယ်ဆို โอ้ยလာပါတော့ဒါဒုက္ခတစ်မျိုးပတ်စံစီးပြီးတော့ဝယ်ရခက်တာဒုက္ခတစ်မျိုးငါလေ အေးကွယ်